အားလုံးပဲမင်္ဂလာပါမေတော်ရဲ့တာရော channel လေးကနေပြီးတော့မှကြိုဆိုပါတယ်ဒီနေ့ကတော့ဒီ pick up ပိုင်းပေါ့နော် pick up ပိုင်းလေးတစ်ခုလောက်ထားတာရှိတယ်ဒါလေးကကျတော့6လပိုင်းအတွက်ဖြစ်ပါတယ်6လပိုင်းအတွက်ကိုမှဒီအချစ်ရေးတည်တံ့ပေါ့နော်အချစ်ရေးတည်တံ့အားလုံးကို general အနေနဲ့အကုန်လုံးခြုံပြီးတော့မှဖတ်ပေးမှာပါဒီတော့ဒီဗီဒီယိုထဲမှာရှိနေတဲ့ကက်လေး3ခုတွေကတစ်ခုရွေးပေးပါတစ်ခုပဲရွေးပေါ့နော်တစ်ခုပဲရွေးပါဒီအခြေအနေနဲ့ကအကုန်လုံးအတွက်အဆုံးပါမှာဆိုတော့ single ပဲဖြစ်ဖြစ် relationship ပဲဖြစ်ဖြစ်ဘယ်လိုအခြေအနေမျိုးပါဖြစ်ဖြစ်ဒီဗီဒီယိုလေးကိုနားထောင်လို့ရပါတယ်ဒီတော့ဒီလောက်ဆိုရင်လည်းရွေးပြီးလောက်ပဲထင်ပါတယ်နော်အမေရသေးလည်းဗီဒီယိုခဏရက်ပြီးတော့မှရွေးကြည့်ပါနော်ကျွန်တော်ကခုစပြောပါတော့မယ်ဒီတော့ဖိုင်1ပေါ့နော်ပထမဆုံးနဲ့ဖိုင်1ကိုယူထားတဲ့သူအနေနဲ့ဒီ6လပိုင်းဂျွန်လထဲမှာပေါ့နော်ဘာဖြစ်လဲဆိုတော့ तू ကနည်းနည်းတော့အခြေရေးကအញ្ញံကြီးတော့မဟုတ်ဒါပေမဲ့အဆင်ပြေလားဆိုတော့တိတ်ပြီးတော့မပြေတတ်ဘူးတို့တပြည့်ဒီ situation တွေ relationship တွေအဓိကကိုယ်မှာပတ်သက်နေတဲ့သူရှိတဲ့သူတွေပေါ့နော်ဒီချစ်သူပဲဖြစ်ဖြစ်ဒီတိုင်းပဲ flutter လုပ်နေရပဲဖြစ်ဖြစ်အဲ့လိုမျိုးတစ်ဖက်မှာပတ်သက်နေတဲ့သူရှိတာမျိုး crush ပဲဖြစ်ဖြစ်အဓိကအဆက်အသွယ်ရှိနေရမျိုးပေါ့နော်တရားနဲ့ပတ်သက်နေရင်စကားပြောနေရင်အဲ့လိုလူတွေအတွက်နည်းနည်းအဆင်မပြေတတ်ဘူးဒါပေမဲ့အလုံးဝကြီးစိုးစိုးဝါးကြီးတော့မဟုတ်ဘူးဘာလဲဆိုတော့တစ်ဖက်လူနဲ့ကိုယ်နဲ့ဂျားထဲမှာဘယ်လိုပြောရမလဲခေါင်းကစားလေးများတတ်တယ်ပေါ့နော်ဘာရလို့အကြောင်းရင်းလဲကြီးမားမရှိဘူးဒါပေမဲ့အဆင်ပြေလားဆိုတော့လည်းမပြေဘူးအဲ့လိုပုံစံမျိုးလေးဖြစ်တတ်တယ်နှစ်ယောက်လုံးအနေနဲ့ဒီဆက်ဆံရေးကအဲ့လိုခေါင်းကစားလေးဖြစ်နေရမျိုးပေါ့စကားလေးခဏခဏများရတာမျိုးစိတ်တော်ရမတိုက်ဆိုင်မှုလေးမကြာခဏဖြစ်နေရမျိုးအဲ့လိုပုံစံမျိုးလေးဖြစ်တတ်တယ်ပေါ့နော်အဲ့တော့ဒီဖိုင်ဝိုင်းကိုရွေးထားတဲ့ relationship တွေ situationship တွေအဲ့ဒါတွေအနေနဲ့တော့တိတ်ပြီးအဆင်ပြေမှာမဟုတ်နှစ်ယောက်ကအလုံးနည်းနည်းဂိုင်းလန်တိုက်ချင်တဲ့စိတ်ကလေးဖြစ်နေမှာသူကလည်းကိုယ့်ပေါ့ကိုယ်ကလည်းသူ့ပေါ့အဲ့လိုပုံစံမျိုးပေါ့အဲ့တော့နှစ်ယောက်ကြားထဲမှာကတော့စားလေးများတတ်တယ်ခဏခဏကိုဖြစ်တတ်တယ်ဒါပေမဲ့အဲ့ဒါလေးတွေကပြည်လည်ဖို့တော့ရှိတယ်စိုးရင်စရာလိုအပ်လားဆိုမလိုအပ်ဘူးပေါ့နော်စိုးရင်စရာမလိုအပ်ဘူးဘာလို့လဲဆိုတော့ဖြစ်တော့ဖြစ်မယ်ဒါပေမဲ့အဆင်ပြေဖို့ရှိတယ်ပေါ့နော်နည်းနည်းတတိထားမှာကအဲ့လိုဖြစ်တယ်ကိုစိတ်တိုင်းမကြဘူးဆိုပြီးတော့မှအရွက်တိုက်တာမျိုးမလုပ်ဖို့ဒီတစ်ချက်လေးခရူးဆိုင်လိုက်မယ်ဆိုရင်အဆင်ပြေလိမ့်မယ်ဒီကြားထဲမှာတော့နည်းနည်းတယောက်နဲ့တယောက်စိတ်ခံမသိစရာလေးတွေကခဏခဏပေါ်နေတဲ့အတွက်ခံစားရတာတော့တိတ်ပြီးတော့အဆင်ပြေမှာမဟုတ်ဘူးပေါ့နော်ဒီလိုပုံစံမျိုးဒီမှာတော့ထူးခြားချက်အနေနဲ့ဘာလဲဆိုတော့လက်ဆောင်လေးတော့ရတတ်တယ်အစိုးရအကောင်ပေါ့နော်အဲ့လိုအဆင်မပြေမှုတွေကြားထဲမှာလက်ဆောင်လေးရတာမျိုးချစ်သူစီကအဲ့လိုပုံစံမျိုးလေးလည်းရှိနိုင်တယ်ဆိုတော့သူကအဆင်ပြေတာမပြေတာတော့ရှိနိုင်တယ်ဒါပေမဲ့အဆင်မပြေတဲ့အပိုင်းတော့ပို့ပြီးတော့များနိုင်တယ်ပေါ့အကြီးကျယ်ကြီးဖြစ်ဖို့လည်းမရှိဘူးအဲ့တော့ဒါဆိုရင်ကြတော့မလိုပေမဲ့နှစ်ယောက်ကြားမှာအတက်နိုင်ဆုံးတော့အဆင်ပြေအောင်နေတာမျိုးညှိယူတာမျိုးလေးလုပ်ဖို့လိုအပ်မဲဆိုတဲ့အနေထားမျိုးမှာရှိတယ်ပေါ့နော်အဲ့တော့ဒါ relationship တွေအတွက်ပါနောက်တစ်ခုဒီ single လေးတွေသူတို့ကတော့ဒီလထဲမှာနည်းနည်းတော့ဒါလက်ရှိမှာ single ဆိုတဲ့နေရာမှာပတ်သက်နေတဲ့သူလုံးဝမရှိတဲ့သူပြောတာပေါ့နော်အပေါ်မှာဒီ relationship ဆိုပေမဲ့ပတ်သက်နေတဲ့သူရှိတဲ့သူတွေ crush နဲ့စကားပြောတဲ့သူအကုန်လုံးပါခဲ့ပြီးသားပေါ့နော်အခုကလုံးဝ single တည်တဲ့လုံးဝစကားပြောတဲ့သူလည်းမရှိဘူးအဲ့လိုမျိုးအဓိကတစ်ဖက်မှာကိုနဲ့အပြန်အလှန်ဆက်ဆံရေးတခုမရှိတဲ့လူပေါ့နော်ဒီတော့ဒီ single လေးတွေအနေနဲ့ကတော့သူက1နဲ့ရတတ်တယ်အခြေရင်းနဲ့ပတ်သက်ပြီးကိုသဘောကျနေတဲ့သူအဲ့လိုမျိုးလေးကြောင့်1နဲ့ရတာမျိုးအဲ့လိုပဲကိုကသဘောကျနေတဲ့သူ crush မရှိဘူးဆိုရင်လေကိုသဘောကျတဲ့သူကြောင့်ကိုစိတ်ရှုပ်ရတာမျိုးဖြစ်တယ်ဒီသဘောမျိုးပေါ့အဓိကတော့ဒီဖိုင်ဝမ်ကိုရွေးထားတဲ့သူအနေနဲ့စိတ်ရှုပ်ရတတ်တယ်စိတ်လိုမကျဖြစ်တတ်တယ်ကိုလိုချင်တဲ့အခြေရေးပုံစံနဲ့ဖြစ်လာတဲ့အခြေရေးပုံစံနဲ့ကွဲထွက်နေတာဒီသဘောမျိုးဖြစ်တဲ့အတွက်ဒီ single တွေအနေနဲ့ကလည်းကိုလိုချင်တဲ့အခြေရေးကတော့မရတတ်သေးဘူးဒါပေမဲ့မရဘူးဆိုတာကလည်းကိုယ်တိုင်ကိုကနည်းနည်းအမြင်ဆောင်နေရမျိုးလေးဖြစ်တတ်တယ်ကိုယ်လာပြီးကြိုက်တဲ့သူဆိုရင်လည်းသူ့မှာကောင်းတဲ့ချက်တွေအများကြီးတော့ရှိတယ်ဒါပေမဲ့သူ့မှာရှိတဲ့တစ်ချက်ကိုမကြိုက်လို့
ကိုကအမြင်ဆောင်နေလုံးဝပြန်မကြိုက်နိုင်ဘူး no ဆိုတဲ့ပုံစံမျိုးအဲ့လိုဖြစ်နေတယ်အဲ့တော့ကိုယ့်ရဲ့အတွေ့ကိုယ့်ရဲ့အမြင်လေးကိုနည်းနည်းပြောင်းလိုက်မယ်ဆိုရင်တော့ဒီအခြေအနေနဲ့အဆင်ပြေလာနိုင်ကြတော့ရှိပါတယ်အဲ့တော့နည်းနည်းတတိထားမှာဒီလထဲမှာ crush တွေနဲ့ပတ်သက်ပြီးတော့ crush ရှိတဲ့သူတွေပေါ့နော်သူကတော့နည်းနည်းတော့ခေဥစားလိမ့်မယ်တစ်ဖက်လိုကြောင့်နာကျင်ရတာမျိုးလေးဖြစ်တတ်လို့ပေါ့နော်ဒီတော့ဒါဖိုင်ဝမ်လေးအတွက်ပါဖိုင်ဝမ်လေးတွေကတော့အဆင်မပြေတာများနိုင်နေဆိုပေမဲ့စိုးစိုးဝါးကြီးတော့မဟုတ်တာမို့အရင်ကြီးတော့စိတ်ပူကြတော့မလိုအပ်ပါဘူးနော်ဒီနေ့ဖြစ်လာတဲ့အခြေအနေတိုင်းလေးကိုပဲကိုယ့်ဟာကိုယ်အကောင်းမြင်စိတ်လေးထားပြီးတော့မှရှေ့ဆက်သွားမယ်ဆိုရင်တော့အဆင်မပြေမှုလေးတွေရောလာစေနိုင်ပါလိမ့်မယ်ဒီတော့ဖိုင်2လေးသွားလိုက်ပါမယ်နော်ဖိုင်2ကကြတော့ဖိုင်2တွေကဒီလထဲမှာအခြေခံလုံးဝကောင်းတယ်လို့ပြောလို့ရတယ်အရန်ကောင်းတဲ့ထဲမှာပါတယ်သူကဒီပေါ့ relationship တွေအဲ့လိုအိမ်ထောင်ပြုတ်ဖို့လက်ထပ်ဖို့ရည်ရွယ်ထားတဲ့သူတွေ situationship တွေပဲဖြစ်ဖြစ်ဖိုင်ဝမ်မှာပြောခဲ့သလိုမျိုးပေါ့နော်ကိုယ်မှာပတ်သက်နေတဲ့သူရှိတဲ့သူတွေအရန်ကောင်းတယ်အဆင့်တက်တယ်ထားပါတော့ crush နဲ့ကိုယ်နဲ့ကစကားပြောနေစကားပြောတဲ့အဆင့်ပေါ့နော်ဒါပေမဲ့ဒီလထဲမှာအဲ့ထပ်ပို့ပြီးတစ်ဆင့်တက်သွားတာမျိုးပို့ပြီးရင်းနှီးလာပို့ပြီးနှီးဆက်လာဒီသဘောမျိုးပေါ့နော်အဲ့လိုပဲ relationship တွေဆိုလည်းအပြင်မှာဆောင်ရတာမျိုးတွေပို့ပြီးအရင်ထပ်ပို့ပြီးနှွေးထွေးတဲ့ဆက်ဆံရေးရလာတာမျိုးတွေရှိလာနိုင်တယ်ဒီတော့ find two တွေအနေနဲ့အရန်ကောင်းပါတယ်လက်ထပ်ဖို့စီစဉ်ထားတဲ့သူတွေဆိုလည်းဒီလထဲမှာအဆင်ပြေသွားနိုင်တယ်သူကသူအောင်မြင်နဲ့ပြီးသွားနိုင်တယ်ပေါ့နော်အဲ့လိုပဲအိမ်ထောင်တဲ့တွေသူဆိုလည်းတာသမီရတနာရတာမျိုးတွေအဲ့လိုရှိနိုင်တယ်ဒီတော့ find two အနေနဲ့အဆင်ပြေပါလိမ့်မယ်အထူးသဖြင့်ကဒီ relationship ရှိတဲ့သူတွေပတ်သက်နေတဲ့သူရှိတဲ့သူတွေ situationship တွေဆိုလည်းရည်စားဖြစ်သွားတာမျိုးလိုအဲ့လိုမျိုးပေါ့နော်အဲ့တော့အဆင့်တစ်ခုတိုးတက်လာဖို့ရှိတယ်ပို့ပြီးတော့ကောင်းလာဖို့ရှိပါတယ်တယောက်နဲ့တယောက်လည်းနှွေးထွေးတဲ့ဆက်ဆံရေးတစ်ခုရလာစေနိုင်တယ်ပေါ့နော်ပြီးတော့ find two တွေအတွက်တော့အဆင်ပြေပါလိမ့်မယ် find two ရဲ့ဒီ single လေးတွေအနေနဲ့ကတော့ချစ်သူရတတ်တယ်အဲ့လိုကိုယ်မှာလက်ရှိပတ်သက်နေသူလုံးဝမရှိသေးဘူးဆိုတော့ပတ်သက်ရမယ့်လူပေါ်လာမျိုးစကားပြောရမယ့်လူပေါ်လာမျိုးကိုယ်ချင်းခဲ့တဲ့သူသဘောကျတဲ့သူပေါ်လာမျိုးတွေရှိလာမှာပေါ့နော်အဲ့တော့ဒီ find two တွေအနေနဲ့တော့အခြေခံလေးလုံးဝအကောင်းပိုင်းကိုရောက်နေတယ်လို့ယူဆလို့ရပါတယ်နောက်တစ်ခု find 3ပေါ့နော် find 3ကကြတော့သူကအဆင်ပြေတာရောမပြေတာရောရုံထွေးနေတဲ့ဆက်ဆံရေးတွေရှိလိမ့်မယ်ဒီ relationship တွေအနေနဲ့ကတော့နည်းနည်းသိထားစရာရှိရပေါ့နော်ဒါပါလဲဆိုတော့တစ်ဖက်လူနဲ့ကိုယ်နဲ့ကြားထဲမှာစိတ်သဘောထားမတိုက်ဆိုင်စရာလို့သဘောထားကွဲလွဲမဲ့အခြေအနေတွေကအများကြီးရှိနိုင်တယ်ကိုကဒီလိုဖြစ်ချင်တယ်သူကဒီလိုဖြစ်ချင်တယ်အဲ့လိုမျိုးအခြေအနေတွေကသူကလည်းသူ့ဘက်ကအမှန်ကိုကလည်းကိုယ့်ဘက်ကအမှန်အဲ့လိုမျိုးနည်းနည်းကွဲလွဲနေတဲ့အနေအထားတွေအများကြီးရှိနိုင်တယ်အဲ့တော့ဒီဟာကိုညှိနှိုင်းဖို့ကြိုးစားရင်းနဲ့ပို့ပြီးတော့မှအဆင်မပြေတာတွေများလာစေတတ်တယ်အဲ့တော့နည်းနည်းခရူးဆိုင်ပေးဖို့လိုအပ်လိမ့်မယ်ဒီပေါ့ relationship တွေ situationship တွေ crush ရှိတဲ့သူတွေသူတို့နဲ့ပတ်သက်ပြီးတော့အခက်မသိရင်သူကအဆက်အသွယ်ပြတ်တဲ့အထိဖြစ်တတ်တယ်ဗောနော်စိတ်ကောက်ပြီးအဆက်အသွယ်တွေမလုပ်ကြတာမျိုးပေါ့တယောက်နဲ့တယောက်ဒါပေမဲ့ဒါကလည်းဘာရမမဟုတ်အချိန်တစ်ခုလောက်ပဲပြီးရင်လည်းဆက်သွယ်ပြန်ရပြီးသူကသူပြန်ပြီးပြေးလဲသွားတာမျိုးပေါ့နော်အဲ့လိုမျိုးသူကတော့ဒီကန်ချိန်တွေကဘယ်လိုမျိုးလဲဆိုတော့မကြာခဏအဆင်မပြေမှုတွေဖြစ်တတ်တယ်ဒါပေမဲ့အဆင်မပြေမှုတွေဖြစ်လိုက်ပြန်အဆင်ပြေလိုက်နဲ့ဒီလိုမျိုးလေးလဲပတ်နေမဲ့သဘောမျိုးပေါ့နော်ဒီလိုကန်စမာမျိုးရှိပါတယ်သူကဒီပေါ့နည်းနည်းထူးထူးခြားခြားလေးအဲ့လိုမထင်မှတ်ထားတဲ့အခြေအနေမျိုးလေးလည်းပေါ်ပေါက်တတ်ပါတယ်အဲ့လိုကိုရီဒီ relationship တွေတောက်လျှောက်သွားနေရင်းနဲ့ဒီဆက်ဆံရေးကိုဒီတိုင်းပဲသွားနေရင်းနဲ့ပဲရုပ်တရက်ဆိုတဲ့အခြေအနေမျိုးတွေပေါ်လာတတ်တယ်ပေါ့နော်ကောင်းတာလည်းဖြစ်နိုင်တယ်လို့မကောင်းတာလည်းဖြစ်နိုင်တယ်ပေါ့နော်ဒါတော့ကိုရီရဲ့ဖြစ်လာမဲ့အခြေအနေတွေပေါ်မူတည်ပြီးတော့မှအခြေအနေကွဲသွားနိုင်ပါတယ်ဒီတော့ဘာမှတော့စိုးရင်ကြမရှိဘူးဒါပေမဲ့နည်းနည်းညှိရမယ့်ကိစ္စလေးရှိလာလိမ့်မယ်အဲ့ဒီခါမှာတော့တယောက်နားလည်မှုပေးဖို့လိုအပ်လိမ့်မယ်ပေါ့နော်ဒါလေးတစ်ချက်ရှိပါမယ်ဒီတော့ဒီ single လေးတွေအနေနဲ့ကတော့သူကဒီကက်ရထူးခြားချက်ကဘာလဲဆိုတော့အဆက်အသွယ်တွေပြန်ရတတ်တယ်အတိတ်ကလူတွေအတိတ်မှာပတ်သက်ခဲ့တဲ့လူတွေတို့အဆက်အသွယ်ပြတ်နေတဲ့သူတွေစိတ်ဆိုးစိတ်ကောက်နေတဲ့အတွေ့တွေပေါ့နော်အဆက်အသွယ်ပြန်ရတာမျိုးပြန်ပြီးပြေးလဲသွားတာမျိုးလေးရှိတတ်တယ်အဲ့တော့ဒီ single တွေအနေနဲ့ဆိုတော့ရည်စားဟောင်းတွေပြန်လာတာမျိုးတွေတို့သူနဲ့ပြန်ပတ်သက်ရတာမျိုးပေါ့အဲ့လိုမျိုးအချိန်တော်ကြာအဆက်အသွယ်ပြတ်နေတဲ့သူတွေနဲ့အဆက်အသွယ်ရုပ်တရက်ပြန်ရလာတာမျိုးပေါ့နော်အဲ့လိုလေးရှိတတ်တယ်ဒီတော့ဒါ single တွေအနေနဲ့ကတော့ဘာမှတော့အများကြီးပြောင်းလဲသွားဖို့တော့မရှိဘူးဒါပေမဲ့အဲ့လိုအဆက်အသွယ်ပြန်ရတာရှိမယ်
ကိုမထင်မှတ်ထားတဲ့အပြောင်းလဲတွေရှိလာမယ်ဒီအခြေရင်းနဲ့ပတ်သက်ပြီးပေါ့နော်ပြီးတော့ကိုယ့်ရဲ့စိတ်ခံစားချက်ကိုယ့်ရဲ့ခံယူချက်တွေအစပြောင်းလဲလာမယ့်သဘောမျိုးရှိတယ်ကိုယ့်ရဲ့ဒီခံစားချက်အနေနဲ့ကိုကအရင်တော့ကဒီလိုမျိုးတွေးတယ်ပေါ့ဒါပေမဲ့အခုချိန်မှာじゃတစ်မျိုးပေါ့နော်အဲ့ဒီအချိန်တွေနဲ့မတူဘဲနဲ့ကိုယ့်ရဲ့အတွေးအစခံယူချက်ကအစပြောင်းလဲလာတဲ့ပုံစံမျိုးတွေရှိလာဒါဟိုလေကိုယ်တိုင်တောင်မသိလိုက်ဘဲနဲ့သူ့ဟာသူစိတ်ကပြောင်းလဲသွားတဲ့ခံစားချက်မျိုးတွေပေါ့နော်အဲ့လိုမျိုးတွေဖြစ်လာစေတတ်တယ်ပြီးတော့ဖိုင်း3ကတော့သူကကောင်းတာတွေရောမကောင်းတာတွေရောရှိလာနိုင်ပါတယ်ဒီတော့ဒါကဒီ6လပိုင်းပေါ့နော်6လပိုင်းအတွက်အခြေရေးကိုပြောပြပေးခဲ့တာပါဒီတွေ့ရတဲ့လောက်ဆိုရင်တော့ခြုံကြည့်ရမယ်ဆိုရင်6လပိုင်းကတော်တော်များများကအခြေရေးကန်နေတဲ့ပုံမှန်မှာရှိမယ်အနေထားမျိုးရှိရပေါ့နော်တခုခုအဆင်မပြေစရာရှိရတော့အဆင်မပြေစရာရှိခဲ့မယ်ဆိုရင်တော့အများကြီးစိုးသွားတဲ့အခြေအနေမျိုးတွေတော့မဖြစ်ဘူးလို့ယူဆလို့ရတယ်အဲ့တော့ဒီလမှာရှိနေတဲ့ဆက်ဆံရေးတွေကိုတေချာလေးစိတ်တေချာလေးထိန်းပြီးတော့ရှေ့ဆက်သွားမယ်ဆိုရင်တော်တော်များများအဆင်ပြေနိုင်တယ်လို့ယူဆလို့ရတဲ့လဖြစ်တယ်အဲ့တော့ဒီနေ့တော့ဒီလောက်ပါပဲနောက်ရက်တွေမှာလည်းတခြားဖိုင်နေနဲ့ပြန်လာခဲ့ပါမယ်အဆုံးထိနားထောင်ပေးရတဲ့အားလုံးကျေးဇူးအများကြီးတင်ပါတယ်